မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့လူတိုင်းနှီးပါကြုံတွေ့ရတတ်တဲ့ပြင်းရည်ခြင်းအကြောင်းပဲဖြစ်ပါတယ်လှုပ်ရှားရှိတာတဲ့အတွက်မပြင်းမာနဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူပြင်းရည်ခြင်းကိုကျွန်တော်တို့တွေဘလို့ကြော်လွှားတိုက်ထုတ်ပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝကိုပုံမူအကျိုးရှိအောင်လှုပ်ဆောင်သွားမလဲဆိုတာလေးဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်လူအများစုဟာအရေးကြီးတဲ့အလုပ်တစ်ခုကိုစတင်ဖို့တွန့်ဆုတ်နေတတ်ကြပါတယ်နောက်ဆုံးမှာတော့အချိန်တွေကုန်ဆုံးသွားရပါတယ်ကျွန်တော်တို့အားလုံးလှုပ်ရှားရှိတာတွေကိုနောက်ဆုတ်ပြီးပြင်းရည်နေမိတဲ့အချိန်တွေရှိကြမှာပါဥပမာအားဖြင့်အိမ်မှာဆိုရင်ပကံတွေမဆေးရသေးဘူးအဝတ်တွေမလျှော်ရသေးဘူးအခန်းတွေမရှင်းရသေးဘူးစသဖြင့်ဒီလိုအိမ်မှုကိစ္စလေးတွေကသေးငယ်တယ်လို့ထင်ရပေမဲ့စုပုံလာတဲ့အခါမှာတော့ကိုယ့်အတွက်စိတ်ဖိစီးမှုတွေဖြစ်လာစေပါတယ်အလုပ်ခွင်မှာဆိုရင်လည်းအရေးကြီးတဲ့ email တစ်စောင်ပြန်မပို့ရသေးတာ project တစ်ခုကိုအချိန်မပြီးစီးနိုင်တာဒါမှမဟုတ်အစီရင်ခံစာတစ်စောင် report တွေကိုမရေးရသေးတာမျိုးတွေကြုံရတတ်ပါတယ်ဒီလိုအခြေအနေတွေမှာကျွန်တော်တို့ဟာခဏတာတက်တောင့်တက်တာတော့ဖြစ်စေပေမဲ့ရေရှည်မှာတော့ပြဿနာတွေပိုပြီးများပြားလာပြီးကိုယ့်ရဲ့လုပ်ငန်းခွင်ကိုယ့်ရဲ့လုပ်ဆောင်ရည်စွမ်းရည်ကိုပါထိခိုက်စေတတ်ပါတယ်ပြင်းရည်ခြင်းကြောင့်ရတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့အများကြီးပါပဲအိမ်အလုပ်တွေမပြီးစီးတဲ့အခါအိမ်ကရှုပ်ပွားပြီးစိတ်နှောက်ယှက်ဖြစ်ရပါတယ်မိသားစုဝင်တွေကြားမှာလည်းနားလည်မှုတွေလွဲတာစိတ်ဆိုးမှုတွေများစွာဖြစ်လာနိုင်ပါတယ်အလုပ်ခွင်မှာဆိုရင်လည်းအလုပ်တွေစုပုံလာပြီးစိတ်ဖိစီးမှုတွေများလာမယ်အလုပ်ရဲ့အရေးသွေးလည်းကျဆင်းလာမယ်အချိန်မီမပြီးစီးတဲ့အတွက်အထက်လူကြီးတထေးရဲ့အပြစ်တင်ခံကိုလည်းခံရနိုင်ပါတယ်ဒါအပြင်ကိုယုံကြည်မှုလည်းကျဆင်းလာပြီးတော့စိတ်သက်ကြတာတွေအထိပါဖြစ်လာမှာပါအခွင့်အရေးကောင်းတွေကိုလည်းလက်လွတ်ဆုံးရှုံးရတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ဒါဆိုရင်ပြင်းရည်ခြင်းကိုဘယ်လိုပုံစံနဲ့ကြော်လွှားကြမလဲနီလန်းကောင်းလေးတွေလည်းရှိပါတယ်နီလန်းနံပါတ်1အလုပ်ကိုတင်းငယ်တဲ့အပိုင်းတွေခွဲပါ Atomic Habits စာအုပ်ရဲ့စာရေးဆရာ James Clear Before you begin think as if you are a lazy person လို့ပြောခဲ့မှုပါတယ်အလုပ်တစ်ခုလုံးကိုတစ်ပြိုင်နက်တည်းလုပ်ဖို့စဉ်းစားရင်ပင်ပန်းတယ်လို့ခံစားရပြီးပြင်းရည်တတ်ပါတယ်ဒါကြောင့်အလုပ်ကြီးတစ်ခုကိုတင်းငယ်တဲ့အပိုင်းလေးတွေခွဲပြီးတစ်ခုချင်းစီလှုပ်ဆောင်ပါဥပမာအခန်းရှင်းမယ်ဆိုရင်စာအုပ်စင်ကိုအရင်ရှင်းမယ်ပြီးရင်ကျမ်းမြေကိုတန်ရှင်းလှုပ်မယ်နောက်ဆုံးမှပစ္စည်းတွေကိုနေရာတကျထားမယ်စသဖြင့်ပေါ့ဒီလိုသိငယ်တဲ့အဆင့်တွေနဲ့လှုပ်ဆောင်ခြင်းအပြင်အလုပ်စတင်ဖို့ပုံမလွယ်ကူလာပါလိမ့်မယ်နံပါတ်2အရေးကြီးဆုံးအလုပ်ကိုအရင်လုပ်ပါ Eat that frog Brain Tracy ရဲ့ Eat that frog စာအုပ်မှာပြောထားသလိုပါပဲတနေ့တာရဲ့အရေးကြီးဆုံးနဲ့အခက်ခဲဆုံးအလုပ်ကိုမနှက်စောစောအရင်ဆုံးလုပ်လိုက်ပါဒီအလုပ်ကိုဖားလို့တင်စားထားပြီးဒီဖားကိုအရင်ဆုံးစားလိုက်ခြင်းအဖြစ်တစ်နေ့တာလုံးပေါ်ပါလန်းဆန်းစွာအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအလုပ်ကိုပြီးသွားတဲ့အခါမှာကျန်တဲ့အလုပ်တွေကပိုပြီးလွယ်ကူသွားပါလိမ့်မယ်နံပါတ်3အချက်အလေးကျင့်ကောင်းတွေဖန်တီးပါ Stephen Covey ရဲ့ The 7 Habits of Highly Effective People စာအုပ်ထဲကပထမဆုံးအလေးကျင့်ဖြစ်တဲ့ Be Proactive ဆိုတာပါပဲကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်တာဝန်ယူပြီးအလေးကျင့်ကောင်းတွေဖန်တီးပါဥပမာညအိပ်ရာမဝင်ခင်နောက်နေ့လုပ်မဲ့အလုပ်အတွက်ကိုစည်ရင်းကိုရေးဆွဲတာမျိုးမနက်တိုင်းအိပ်ရာထတာနဲ့အလုပ်တစ်ခုကိုချက်ချင်းစတင်တာမျိုးတွေလှုပ်ဆောင်နိုင်ပါတယ်အလေးကျင့်ကောင်းတွေကကျွန်တော်တို့ပြင်းရည်ခြင်းကနေကာကွယ်ပေးနိုင်ပါတယ်နံပါတ်4အချက်စုချခြင်းနဲ့အပြစ်ပေးခြင်းစနစ်နဲ့ကျင့်သုံးပါအလုပ်တစ်ခုပြီးမြောက်တဲ့အခါကိုစုချလိုက်ပါဥပမာကိုကြိုက်တဲ့သချင်းနားထောင်တာကော်ဖီတောက်တာဒါမှမဟုတ်ခဏတာအနားယူတာမျိုးပေါ့ကိုအလုံးမလုပ်တဲ့အခါဘာတွေဆုံးရှုံးနိုင်လဲဆိုတာကိုလည်းစဉ်းစားပါဒီလိုစုချခြင်းနဲ့အပြစ်ပေးခြင်းစနစ်ကကိုအလုံးလုတ်ကင်ခြင်းလာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်အနှစ်ချုပ်အားဖြင့်ပြောရမယ်ဆိုရင်ပရိသတ်ကြီးတို့ရေပြင်းရည်ခြင်းဆိုတာလူတိုင်းမှာရှိတတ်တဲ့သဘာဝတစ်ခုပါပဲဒါပေမဲ့အဲ့ဒီပြင်းရည်ခြင်းကိုကြော်လွှားပြီးကိုယ့်ရဲ့ဘဝကိုပုံမကောင်းမွန်ဖန်တီးနိုင်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့နီလန်းလေးတွေကနေတခုခုအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်လှုပ်ရှားရှိတာတွေမပြင်းမရိပဲလှုပ်ဆောင်ခြင်းဖြင့်ပုံမတောက်ပတဲ့အနာဂတ်ကိုဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် Smack Strategy ကကိုပိုင်ပဲဖြစ်ပါတယ်နောက်တစ်ချိန် podcast လေးမှာပြန်လည်ဆုံတွေ့ကြပါ